Hello တွေပါဒီနေ့စီတန်းခဲ့တာလေးကိုဘလော့ရင်းနဲ့ရိုက်ထားဖြစ်ပါတယ်လိုက်ကြည့်ပေးကြပါအောင်တက်မမေကစီသွားတန်းကြီးဆိုပြီးအမေးထုတ်လို့မှုသွားတန်းခဲ့ရပါတယ်မတန်းကျင်လို့လည်းမရပါဘူးအိမ်မှာအားနေရကိုတယောက်တည်းရှိပါတယ်မနေ့တော့စောစောလေးတော့ထားရတယ်ပေါ့နော်ပုံမှန်ထားတဲ့ချိန်တက်စောထားရပါတယ်လူကတော့မကြည့်မလောင်ဖြစ်နေပါတယ်ဒီမှာကောက်ရုပ်ပုံလို့ဖြစ်နေတဲ့သပင်ကိုဖီးပါတယ်ပြီးပြီးတော့စကင်ကဲပါတယ်စကင်ကဲရဆိုတာလည်းအမြင့်ထွက်ဖို့ရအတွက်လိုအပ်တာလေးလိမ့်တာပေါ့နော်လိမ့်ပြီးတော့နေရာလဲပူတဲ့အရန်ပူမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တနခါလဲလိမ့်သွားလိုက်ပါတယ်ပြီးတော့ဝတ်စားလဲပါတယ်စတိုင်ပန်ရယ်ပရိုတော့ရယ်အပေါ်ဘုံရယ်ဝတ်သွားလိုက်ပါတယ်အဲ့မှာရောက်ပါပြီတမ်းမက်စီရောက်ပါပြီတမ်းမှာတော့ဝိတ်တမ်းမှာပါပျော်စရာကြီးပါအဲ့မှာဘောနော်သူများနေရတော့ဗါလေယူလဲမသိဘူးမဲ့တွေ့ရတော့ထီးယူတယ်ဒီရေဘူးယူတယ်ပြီးတော့အားတရားမုံနေရတော့မပန်ဖြစ်ပေါ့နော်အမကြက်ဥတစ်လုံးပြုတ်ထားတူလို့မလို့ယူလာခဲ့လိုက်သေးတယ်ကြက်ဥစားတယ်ပြီးတော့ကော်ဖီလေးဖြော်လာခဲ့တဲ့ကြောင့်ကော်ဖီလေးတောက်လိုက်တယ်ပြီးတော့လက်မုံလည်းစားတယ်ပေါ့နော်အဲ့မှာတလိန်ရွှေလိုက်စောင်းလိုက်နဲ့နေရတော့ရမ်းပူသေးဘူးပေါ့နော်တဲ့မနေ့စောကြီးလာတာဖြစ်တဲ့အတွက်ကြောင့်မို့ဆိုင်ကအုပ်ထုပ်ကလည်းဗာစိတ်ကူပေါက်ပြီးမချွတ်မိလည်းမသိပါဘူးနောက်ပိုင်းကျရင်တော့စားလို့တောက်လို့အားရမှာပဲဆိုင်ကအုပ်ထုပ်ချွတ်ဖို့ရတတိယရဲ့အတွက်ကြောင့်မို့ချွတ်လိုက်ပါသေးတယ်ဒီနေ့ကတော့ကြာရင်တန်းခဲ့ရအောင်ပေါ့နော်စီစဉ်ဆိုင်ဖို့ကိုမြင်နေရပါပြီဘာလို့ဆိုတော့သူတို့ကနှစ်ပန့်ပေးတဲ့အတွက်ကြောင့်မို့လို့သူတို့ကအမှနှစ်လိုင်းနဲ့သွားတော့အရမ်းမြန်နေပေါ့နော်အမစီစဉ်ကိုကျေးဇူးအများကြီးတင်ပါတယ်ပြောချင်ပါတယ်မရောက်ခံနေပါပြီတွေ့လက်ရောက်တော့မှာပါစီထဲခဲ့ပြီးပါပြီအမအပြန်မှာတရားပေါ်ဝင်ပြီးတော့ရှုခင်းလေးပါလေးကြည့်ခဲ့လိုက်ပါသေးတယ်အပြန်ပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်